蒙路说的情况，他没有打青龙路，当初来的钱吧，我把我妈接一年一年，你打出来，谁没人家把这路，什么一千里呢，知道吗？Come on，今天嘛不等你的看啥样的太阳瑞谷。တွေကနားထောင်ပေးမဲ့ကလေးတစ်ယောက်ရဲ့မှန်တာတွေကိုငါရေးတဲ့စာသားတွေကအတိတ်ပဲရှိပြီးလက်ညောင်းနေလဲနားတွေကိုမမှုဘူးငါဘဝရဲ့အကြောင်းတွေပဲဒီသားသူကံကြမ္မာရဲ့ပြောင်းလဲမှုကမကောင်းခဲ့ပါသိရကြောတန်တဲ့အိမ်ကိုသေးတွေနေပြီးရောင်းခဲ့တာနောက်ပြီးတော့ဓမ္မဝိဟာရလမ်းကအိမ်ကိုပြောင်းခဲ့တာကြောင်မြောင်းမှာခွန်လာမှနေပြီးတော့ဘွားကိုကြောင်းခဲ့တာချိန်ရှိသမျှကြိုးစားပြီးငါကက်တွေစိတ်တမချခဲ့ပါမိဘကိုပြတ်ချကျွေးမဲ့စိတ်ချဒီကအားအလဲပါလေးစားတဲ့ကျွန်တော်အဖေကမိသားစုတွေဦးဆောင်ပါဒါပေမဲ့မပြောင်းလဲဘူးနေတိုင်းပဲအဖေကမထူးရောက်တာအိမ်ထဲမှာနေနေရင်စကားတွေကညာလိုက်ထက်လာတာမင်းဖေကအခုမှလှုပ်လဲမင်းပြေရမှာခက်လာတာအဲ့ဒီကြောင့်ကိုတွေးရင်မျက်ရည်ကအလိုလိုပဲတက်လာတာရှင်ဘတ်တဲ့ထိုးထည့်ထားတဲ့တရားကလည်းတက်လာတာဘယ်ချိန်မှပြောသေးရတွေရလာမှလဲဒီတိုင်းပဲကျွန်တော်တို့ဒုက္ခတွေရချားလာနှလုံးတွေကအချိန်တွေကကြောက်နေပြီတစ်ချက်လောက်ကြည့်ပါအားလည်းနေတဲ့မျက်လုံးတွေကိုချောင်းနိုင်ဆိုပေးရပြန်လာပေးပါမိုးကြောင်မှာကိုရမ်းမကြောက်နေခဲ့တာအပင်နဲ့မေးအစင်းနေနေသိကောင်းပါမြဲဒီစိတ်ဆင်းရဲမှုတွေကိုထားခဲ့ခြင်းနဲ့အတိတ်ကောင်းပါပဲအပြင်းမဝေဖန်ခံမောပန်းတဲ့အဖြစ်ကိုအမေမသိဘူးကျွန်တော်အိမ်ကိုပြန်လာတိုင်း6နာရီဆိုဖေးမရှိဘူးလှုပ်ထဲမှာနာကျင်လုံးတဲ့ဝေဒနာကိုပြောမလို့ဘာမှမကြားချင်ဘူးစိတ်ရှုပ်စရာပဲတော့ဆိုတစ်ချိန်မှတကောကောင်းဆန်ပြီးထွက်သွားခြင်းနဲ့အဝေးကိုဒါပေမဲ့မထားခဲ့နိုင်ဘူးကျွန်တော်သိချစ်တဲ့အမေကိုအောင်မြင်မှုတွေရှိလာရင်ပြောသေးရတယ်တွေးလို့သားတွေကိုမနာဘူးလားဖေးကိုကျွန်တော်လည်းမင်းမလို့မငယ်ချင်းရက်တာမို့လေချမ်းရင်ဝင်းကိုအားကြတယ်သူတို့မိဘတွေရဲ့တွေးမှုကိုသူတို့လည်းမသိကြဘူးအိမ်မှာလည်းလို့ချင်တာပေါ့ဒီလိုမျိုးတွေမရှိကြဘူးငါတို့ရဲ့ရက်တက်ကက်ကိုငါကိုယ်တိုင်လည်းမသိရဘူးအယောင်သွေးတွေစုံနေတဲ့ဒီအိမ်ကလေးကိုမပြတ်စည်းပါနဲ့ခုနကကိုတက်လိုက်ဆင်းလိုက်လုပ်တဲ့အမေလည်းအသက်ကြီးပါတယ်ပြတ်စည်းပါကွယ်အဖေကိုငယ်တဲ့ခုံယူပြီးတော့အိမ်ထဲမှာစိတ်ဆင်းရဲတဲ့ကားတွေကိုလည်းတက်ကြီးပါနဲ့ဘယ်ချိန်မှပြောသေးရတွေရလာမှလဲဒီတိုင်းပဲကျွန်တော်တို့ဒုက္ခတွေရချားလာနှလုံးတွေကအချိန်တွေကကြောက်နေပြီတစ်ချက်လောက်ကြည့်ပါအားလည်းနေတဲ့မျက်လုံးတွေကိုချောင်းနိုင်ဆိုပေးရပြန်လာပေးပါမိုးကြောင်မှာကိုရမ်းမကြောက်နေခဲ့တာအပင်နဲ့မေးအစင်းနေနေသိကောင်းပါမြဲဒီစိတ်ဆင်းရဲမှုတွေကိုထားခဲ့ခြင်းနဲ့အတိတ်ကောင်းပါပဲဖေးကိုခြင်းထဲမှာမမေ့နိုင်တာတွေပြောပြခြင်းနဲ့အရှင်ကရေခဲတို့ရောင်းတဲ့ဘဝကိုပြန်မရောက်ချင်ဘူးနောက်ပြီးတော့ကုံစုံစံရောင်းတဲ့အချိန်ကိုပြန်မသွားချင်ဘူးရက်ွက်ကပေးတဲ့ဆန်ကိုတန်းစီတဲ့လူပြန်မဖြစ်ချင်ဘူးဆွေမျိုးတွေစီမှာပတ်စံချီတဲ့အမေကိုမနာဘူးလားခမင်းတုံစားရတဲ့ကျွန်တော်တို့အပြည့်ကိုတန်းမမြင်ချင်ဘူးကျွန်တော်ညီလေးကျူရှင်လာကမပေးနိုင်တာကိုကြည့်ရနိုင်တာလူ